မိမိတို့ရဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ပစ္စည်းဘယ်ဘက်လက်ပေါ်မှာညံဘက်လက်ကိုတင်ခါကိုခက်ဆန်းဆန်းလေးထားဥကောင်းကိုတိတိမမထားပြီးတော့တရားဓမ္မပွားများအားထုတ်ကြမယ်ဝင်လေထွက်လေအာနာပါန3-5 မိနစ်လောက်အားထုတ်ကြမယ်စိတ်ကလေးကလိုးနေတယ်မငြိမ်မသက်ဖြစ်နေတယ်နှာခေါင်းဖြတ်မှစိတ်ကလေးကိုကပ်ပြီးဝင်တိုင်းသည်ထွက်တိုင်းသည်နှာခေါင်းဖြတ်မှလေကိုထင်ထင်ရှားရှားဖြစ်အောင်အားစိတ်ပေးပါပုံမှန်လေထက်နည်းနည်းလေးတင်လိုက်ကိုယ့်ရဲ့စိတ်ထဲမှာထင်ရှားသည်ထိတင်လိုက်တနည်းအားဖြင့်ဝင်လေထွက်လေကိုအာယုံစူးစိုက်လိုက်ဝင်လေထွက်လေကိုတရားအာယုံစူးစိုက်လိုက်ရင်ဝင်လေထွက်လေဟာထင်ရှားလာလိမ့်မယ်ဝင်တိုင်းသည်ထွက်တိုင်းသည်ဝင်တိုင်းသည်ထွက်တိုင်းသည်လေကြောင်းမပြောက်စေနဲ့လေကြောင်းမထင်မရှားမဖြစ်စေနဲ့လေကြောင်းနှေးကွေးသွားရင်နည်းနည်းလေးအားစိတ်ပေးပါလေကြောင်းနှေးကွေးသွားရင်နည်းနည်းလေးအားစိတ်ပေး
ဝိရိယလိုလိမ့်မယ်ဝန်တိုင်းထွက်တိုင်းတိမှုံဆိုတဲ့ဓမ္မဝိဇယလိုလိမ့်မယ်ပီတိပျော်ရွှင်တက်ကြွစွာရှုမှတ်ဖို့လိုလိမ့်မယ်အရှင်ထိုင်မှရင်မျက်လုံးကိုဖွင့်ထားလို့ရတယ်အရှင်ထိုင်မှရင်မျက်လုံးကိုဖွင့်ထားလို့ရတယ်ဝင်တိုင်းသည်ထွက်တိုင်းသည်ဝင်တိုင်းသည်ထွက်တိုင်းသည်သိဖို့ပုံမှန်လေးသိဖို့ယောဂီတို့နှာခေါင်းဖြတ်မှာစိတ်ကလေးကတ်ထားရမယ်ဝင်လေထွက်လေတိုင်းကိုသိရမယ်စိတ်ကထိုင်မှိုင်းဖန်များရင်မသိနိုင်ဘူးပြန့်လွင့်ဖန်များရင်မသိနိုင်ဘူးဒါဆိုရင်ဒီဘက်ကဝင်လေထွက်လေကိုကိုယ့်ရဲ့စိတ်ထဲမှာတင်တင်ရှားရှားဖြစ်အောင်နည်းနည်းလေးတင်ရမယ်ဝင်လေထွက်လေကိုနည်းနည်းလေးတင်ပြီးတော့ရှုသွင်းရှုထုတ်လုပ်ပေးဝင်လေထွက်လေပုံမှာစူးစူးစိတ်စိတ်ကြည့်မထိုင်မိုင်းစေနဲ့မမျိုးစေနဲ့ထိုင်ထိုင်မှိုင်းမှိုင်းမဖြစ်စေနဲ့
ဝင်တိုင်းသည်ထွက်တိုင်းသည်မမျိုးစေနဲ့မထိုင်မိုင်းစေနဲ့လိုအပ်ရင်မျက်လုံးဖွင့်ထားခါလေးဆန့်ထားယခုဆက်လက်ပြီးတော့ဝိပဿနာတရားပွားများအထောက်ကြမယ်ခန္ဓာကိုယ်တစ်ခုလုံးကိုရှုံငုံပြီးတော့ကြည့်လိုက်ပါခန္ဓာကိုယ်တစ်ခုလုံးကိုရှုံငုံကြည့်လိုက်ရင်အတန်တွေကြားနေတယ်ပူအေးနာကျင်မှုတွေ့ထိနေတယ်တွေ့ထိမှုများဖြစ်နေတယ်တွေးတောမှုများဖြစ်နေတယ်ဌာနအပြင်ကြည့်ရင်သုံးဌာနသုံးနေရာသုံးစုမျက်စိကမှိတ်ထားတော့မလားဘူးနှာခေါင်းကအနံ့ရစရာမရှိဘူးပါးစပ်ကစားထားတာမဟုတ်တော့အယတ္တတွေ့ထိမှုမရှိဘူးနာကအတန်ကိုကြားတိုင်းကြားတိုင်းအတန်လောက်တော့မလိုက်စေနဲ့နရွယ်နာမှာကတ်ထားစိတ်ကလေးကနရွယ်နာကိုကတ်လိုက်ပေါ့ဟိုအတန်နောက်လိုက်ပြီးတော့မမျိုးစေနဲ့မျိုးမသွားစေနဲ့ဘာမသွားစေနဲ့ဝိထီရင်လေးနာတာပဲထုံတာပဲဘလို့ဖြစ်တာပဲဘာညာဆက်တွေးမနေနဲ့ဒါသည်တွေးထီမှုတစ်ခုအဲ့ဒီလိုပဲမှတ်ထားတွေးရင်လေးပဲအတွေးနောက်တော့မလိုက်စေနဲ့ဒါသည်နှလုံးအကြည်ရဲ့အလုံးလှုပ်ဆောင်မှုတစ်ခုလို့သာမှတ်ထားနာကအလုံးလုံးနေတာကာယအကြည်တနည်းအားဖြင့်ပထဝီဓာတ်တနည်းအားဖြင့်ဓာတ်လေးပါးကအလုံးလုံးနေတာ
ထိုင်းမိုင်းတာလေဒါဓာတ်၄ပါးပဲပထဝီဓာတ်လားဘယ်ဓာတ်ဖြစ်မလဲပထဝီဖြစ်မှာမို့လိုက်ဆိုင်နေထိုင်းမိုင်းနေဆိုလေးလံနေလေးနေတာပထဝီဓာတ်ကာယကြီးသူတို့လုံနေတာပူရာအေးရာကတေဇောဓာတ်ကလုံနေတာတေဇောဓာတ်ကသူကိစ္စသူလုံနေတယ်သဘာဝတရားများသူကိစ္စသူအလုပ်သူလုပ်နေတယ်ကြားလိုက်သိလိုက်ကြားလိုက်သိလိုက်တွေ့ထိလိုက်သိလိုက်တွေ့တိုးလိုက်သိလိုက်တွေ့တိုးတယ်ဆိုတော့အာယုံတွေထင်ရှားလာတယ်ပေါ့အဲ့ဒီပေါ်မှာလိုက်သိတယ်ပေါ့သဘာဝတရားများသူကိစ္စသူလုပ်ဆောင်နေကြတယ်ယောဂီတော့မလုပ်ဘူးတော့ယောဂီတော့သိတော့မသိဘူးဟောကောင်းတွေကရှေ့ကလုပ်ပြီးသားသူတို့လောက်တာကိုယောဂီတော့သိအောင်နောက်ကမနေလိုက်နေရတာ
အလုံးဟာအနတ္တသူသဘောသူကိစ္စသူဆောင်နေကြတယ်သူအဆွေးနဲ့သူဖြစ်နေကြတယ်သူဆွေးနဲ့သူဖြစ်ပုံနေကြပါ၏ဖြစ်သည်မြတ်အနတ္တဘလောက်တော့အနတ္တဆောင်ကလေးယောဂီတို့တရားကြည့်ကိုဖြစ်ရှင်တာတစ်ခုသူကဖြစ်နေတာတစ်ခုဘောကတမန္တိရကျင်တာမတွေးကျင်ဘူးတရားကလွေးလို့ကျန်တာမကြားကျင်ဘူးနာရထုံတော့ကျင်တာမဖြစ်ကျင်ဘူးဟောသူတို့ကကိုဖြစ်ကျင်တာနဲ့သူတို့လောက်တာနဲ့ဆန့်ကျင်ပဲကိုဖြစ်ကျင်တာဟူသည်မြတ်သူတို့ကသိပြီးတော့ဆန့်ကျင်ပဲလုပ်နေတယ်လို့ပဲဒါဖြင့်ယောဂီတို့တခွန်းတပါဒပြောလို့ရသလားမရဘူးတဲ့တခွန်းမှလည်းပြောလို့မရတပါဒမှလည်းပြောလို့မရစိတ်ကလေးကိုအေးချမ်းချမ်းလန်းလန်းဆန်းဆန်းထားပြီးတော့နှလုံးသွင်းပေးစိတ်ကလေးကိုအေးချမ်းချမ်းလန်းလန်းဆန်းဆန်းထားပြီးတော့နှလုံးသွင်းပေးပါဘောဓမြရှုယုံပဲယခုဖြစ်ပေါ်နေသမျှအလုံးတစ်ခုမကြံရှုယုံပဲတွေးသလားနှလုံးအကြည်ယုံနဲ့နာနာကျင်သလားဘူးအေးသလားယုံနံပဲကြားသလားယုံနံပဲအဲ့ဒါကိုအနတ္တငါမဟုတ်ဘူးဆိုတဲ့လက္ခဏာတင်ပြီးတော့ရှုဒါတွေဖြစ်ပေါ်နေတာနှိပ်စက်ခံနေရသလိုပဲဝေါခံနေရသလိုပဲလို့ဒုက္ခလက္ခဏာတင်ပြီးတော့ရှုဘလောက်ပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ဖြစ်အရှင်တန်ပြတ်တာပဲလို့အနိစ္စလက္ခဏာတင်ပြီးတော့ရှုဒါဖြင့်ယောဂီတို့ကအိမ်ကိုရောက်ရင်တရားဘယ်လိုရှုမလဲမြင်တိုင်းဒါမျက်စိကမြင်တာယုတ်နံအနိစ္စဒုက္ခအနတ္တမျက်စိကမြင်တာငါမြင်တာမဟုတ်ဘူးပေါ့ဒါဒီလေးပဲမမြည်ဘူးပေါ့မြင်နေခြင်းဒီပဲလျင်ဆင်းရဲစရာဆင်းရဲကြောင်း
မြင်နေတာဒီငါမြင်တာမဟုတ်မြင်လုံးဆိုတဲ့သဘာဝတရားကမြင်တာအနတ္တကြားရင်လေအဲ့ဒီလိုပဲရှုမှတ်ငါကြားတာမဟုတ်နာကကြားတာကြားသမျှအနိစ္စဒုက္ခအနတ္တနာရှုရင်လေအဲ့ဒီလိုပဲငါနာရှုတာမဟုတ်နှာခေါင်းကနာရှုတာနှာခေါင်းဆိုတာယုတ်နံပဲနာရှုရယုတ်တရားသိတယ်နံတရားအဲ့ဒါသည်အနိစ္စဒုက္ခအနတ္တယတ္တာသိရင်လည်းပဲငါယတ္တာသိတာမဟုတ်ရှာအကြည်ကယတ္တာသိတာအဲ့ဒီမှာယုံနဲ့နာဖြစ်မဲ့အဲ့ဒါသည်လေအနိစ္စဒုက္ခအနတ္တဝိထီရင်လေကာယအကြည်တနည်းအားဖြင့်ဓာတ်၄ပါးယုံနာပေါ့နာရီထုံနဲ့ကျင်နေလို့သိရဲ့စိတ်ကနန္တရားနာရထုံနာကျင်တာကိုဖော်ပြနေတာကယုတ်တရားပေါင်းလို့ယုံနာနှစ်ပါးဒီယုံနာနှစ်ပါးသည်အခုမှဖြစ်တာမဟုတ်အရင်ကဖြစ်ပြီးပြီဖြစ်ပြီးတော့ပြည့်အနိစ္စဒီယုံနာနှစ်ပါးဒီလိုဖြစ်ပေါ်နေခြင်းဒီပင်ဒုက္ခဆင်းရဲကြောင်းဒီယုံနာနှစ်ပါးကိုကိုယ်တဘောကိုယ်လိုဖြင့်ပြောလို့မရဆိုလို့မရအနန္တတွေးရင်လေဒီလိုပဲမှတ်မေတွေးရင်လေဒီလိုပဲမှတ်မေဆိုတော့ယောဂီတို့မြင်တိုင်းကြားတိုင်းတွေ့ထီတိုင်းတွေ့တိုတိုင်းဣရိယာပုတ်တိုင်းမှာအနိစ္စဒုက္ခအနတ္တရှုမှတ်လို့ရပြီအဲ့လိုရှုမှတ်ဖန်များလာရင်ယောဂီတို့ရဲ့စိတ်ထဲမှာဓမ္မများကင်းဝတ်လာလိမ့်မယ်သတိသံဘောဇင်ကိုခိုယောဂီနုဘဂဝတသမ္မာဒခတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဓမ္မဝိဇယသံဘောဇင်ကိုခောယောဂီနုဘဂဝတသမ္မာဒခတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဝေရိယသံဘောဇင်ကိုခောယောဂီနုဘဂဝတသမ္မာဒခတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိပိတိသံဘောဇင်ကိုခောယောဂီနုဘဂဝတသမ္မာဒခတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိပါတတိသံဘောဇင်ကိုခောယောဂီနုဘဂဝတသမ္မာဒခတော
ဘာဝိတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိသမ္မာတိသံဘောဇင်ကိုခောယောဂီနုဘဂဝတသမ္မာတခါတောဘာဝိတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဥပ္ပခသံဘောဇင်ကိုခောယောဂီနုဘဂဝတသမ္မာတခါတောဘာဝိတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဧမိနံဘောဇင်္ဂာနုဘာဝေနဤကဲ့သို့ဘောဇင်တရားတော်မြတ်ကိုသုံးရတိုင်းတိုင်းပွားများအထောက်ကြရသည်ကုသိုလ်ကံစေရဏံတော်ကြောင့်ယောဂီသူတော်စင်အပေါင်းတို့သည်ပြုသမျှလူဒန်းသမျှသောဒါနကုသိုလ်သောက်တည်သမျှသောသီလကုသိုလ်ပွားများအထောက်သမျှသောသမထဝိပဿနာကုသိုလ်တို့၏ဂုဏ်တော်ကျေးဇူးတော်တကုတို့ကြောင့်အလုံးသောနတ်ကောင်းနတ်မြတ်နတ်ပေါင်းတို့နှင့်တကွဤယောဂီသူတော်စင်အပေါင်းတို့သည်ကျမ်းမာပါစေတည်းချမ်းသာပါစေတည်းယောဂဗယတွေကင်းဝေးနိုင်ကြပါစေတည်းစီးပွားဥစ္စာတွေတိုးတက်နိုင်ကြပါစေတည်းဘုံကံတွေကြီးမားကြပါစေတည်းသစ္စာလေးပါးမြတ်တရားကိုလွယ်ကူစွာထိုးထွင်းသိမြင်တော်မူနိုင်ကြပါစေကုန်သတည်းအမြတ်ဝေကြမယ်ယနေ့ယခုပြုသမျှဒါနကုသိုလ်သောက်တည်သမျှသီလကုသိုလ်အထောက်သမျှသောဘုရားဆွေမျိုးတို့အားအမြတ်ပေးဝေပါ၏နောက်နှင့်ဆက်ဆက်ပါတဲ့သမျှသောနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏
အကျွန်ုပ်နေထိုင်ရာအိမ်ကျောင်းတော်ရာအတွင်းမြို့အတွင်းတိုင်းပြည်နယ်အတွင်းနိုင်ငံအတွင်းကမ္ဘာအတွင်း၌ရှိကြကုန်သောနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏ဘောရောတရားမင်းနှင့်တကွရွှေရန်များစွာနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏အတ္တရထဝိရုလကဝိရုပက္ခကုဝေရဟုသောနမင်းကြီးလေးဦးနှင့်တကွရွှေရန်မြတ်စွာနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏အာသနာတော်ကိုစောင့်ရှောက်နေကြကုန်သောတို့အားအမြတ်ပေးဝေပါ၏လောကကြီးကိုစောင့်ရှောက်နေကြကုန်သောလောကဆောင်နံတို့အားအမြတ်ပေးဝေပါ၏မြေဆောင်နံရေဆောင်နံအာဂတဇောယောဂဇောနံတို့အားအမြတ်ပေးဝေပါ၏လောကီဝိဇာဇောကြီးတပတိအပေါင်းနဂအပေါင်းယက္ခအပေါင်းတို့အားအမြတ်ပေးဝေပါ၏မယေတနေယမမင်းကြီးအားပေးဝေပါ၏30ဘုံကျင်လဲနေကြကုန်သောရှိရှိသမျှကြာကြာသမျှသောဘောဂောတတဝတို့အားအမြတ်ပေးဝေပါ၏အမြတ်ရကြသည်ဖြစ်ပါစေသာအရှင်ဘုရားဘုသောအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဘုသောအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဘုသောအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောဒုသာဒုသာဒုအကျွန်ုပ်သည်အရိယသူတော်ကောင်းများဘေဝေအာသောအမြတ်နှင့်မေတ္တာတော်ကိုလည်းခံယူပါကုန်၏သာဓုသာဓုသာဓုမနေ့ပြန်လက်ပြင်းနေဆိုတော့ဆက်နေလို့တဲ့ယောဂီသူတော်စင်တို့ကရုံခန့်မှာစရင်ပေးထားလို့ရပါတယ်။အဲဗုဒ္ဓသာသနာစီယံတိုက်ထတု၃ကျိဆိုပြီးတော့ဆုံးသတ်ကြမယ်။ဗုဒ္ဓသာသနာတိုက်ထတုဗုဒ္ဓသာသနာစီယံတိုက်ထတုဗုဒ္ဓသာသနာစီယံတိုက်ထတုသာဓုသာဓုသာဓု